ကျွန်တော်အခုပြောပြမှာကတော့ Binance မှာ KB နဲ့ဘယ်လိုမျိုး CR7 NFT တွေကိုဝယ်မလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် CR7 NFT တွေကိုဝယ်ဖို့ဆိုရင်ကျွန်တော်တို့ပထမဆုံး Binance ကိုဝင်ပါမယ်ပြီးရင်တော့ P2P ကိုနှိပ်မယ်ပြီးသွားရင် buy ဆိုတဲ့ဟာလေးကိုနှိပ်ထားမယ်ပြီးရင်တော့ payment ကိုတစ်ချက်ထပ်နှိပ်မယ်အဲဒီမှာ KB ကိုရွေးရပါမယ်ပြီးရင် amount မှာကိုဝယ်မယ့်ပမာဏကိုထည့်မယ်ထည့်ပြီးသွားရင်ဒီမှာ buy ဆိုတဲ့ဟာလေးကိုနှိပ်မယ်အဲဒီမှာကိုသုံးမယ့်ပမာဏကိုထည့်မယ်ပြီးရင်အောက်က place order ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ဝယ်ပြီးရင်ရပါပြီအဲ့လိုဝယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီကောင်ထဲမှာဒေါ်လာတွေရောက်လာပါလိမ့်မယ်ဒေါ်လာတွေဝင်လာပြီဆိုရင်ကျွန်တော်တို့ဒီ more ဆိုတဲ့ဟာလေးကိုထည့်နိုင်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ NFT ဆိုတဲ့ဟာလေးကိုရှားပါမယ်ပြီးရင်တော့ Binance NFT ကိုနှိပ်မယ်အဲ့ဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ NFT ကိုရှာဝယ်မှာဖြစ်ပါတယ်ဟို search bar မှာရှာမယ်CR7 ကျွန်တော်ဒီ collection ထဲကနေဝင်ဝယ်ရမှာပေါ့နော်အဲ့မှာရှာမယ် collection ထဲမှာဒီမှာအပေါ်ဆုံးဟာလေးကိုနှိပ်မယ်ခဏလေးဖောင်းအောင်ပါတယ်နည်းနည်းတော့ကြားတယ်ပေါ့နော်ဒီမှာNFT တွေပေါ်လာပါပြီကျွန်တော်တို့ဝယ်မဲ့ဟာလေးကိုဒီလိုအရင်ဆုံးရွှေ့ပြီးရွေးမယ်ဝယ်မယ်ဆိုရင်အဲ့ဒါလေးတစ်ချက်နှိပ်ပေးမယ်ဒီမှာပါအောက်မှာသေးနှုံးတွေပါပါတယ်ကျွန်တော်တို့ဒါကတော့ BNB နဲ့ဈေးနှုန်းပြထားပါတော့ဘေးနားမှာဒေါ်လာပါပြပေးထားတယ် 1.99 ဆိုတော့$2ပေါ့နော်ဒီ NFT တစ်ပုံကို$2တန်ပါတယ်ဝယ်မယ်ဆိုရင် buy now ကိုနှိပ်ပြီးတော့ဝယ်လိုက်ရင်ရပါပြီတကယ်လို့ဒီဗီဒီယိုလေးကအဆင်ပြေတယ်ဆိုရင် like and subscribe လုပ်ပေးခဲ့နိုင်ပါတယ်